ဘောဆိုတာနေတဲ့ဖို့ဘဲလိုတာပါဖြစ်ချင်တာတွေဖြစ်ခွင့်မရတဲ့လောကကြီးမှာစိတ်တက်ကြပြီးအားငယ်နေတော့ရောဘာထူးလာမှာလဲကိုစူးစားတဲ့လောက်တော့ကိုကြိုးခံစားခွင့်ရမှာပဲလေငါဘဝကကန်ဆိုလာကြီးလားဆိုပြီးတိမ်ငယ်နေမဲ့အစားကိုထက်ဘဝအခြေအနေဆိုးလာတဲ့လူတချို့ရဲ့ဘဝကိုငဲကြည့်ပါလားပျော်စရာမကောင်းဘူးလို့ထင်တဲ့နေ့ရက်တွေမှာရှေ့ရက်တွေမှာပြုံးပျော်စွာကိုဖြတ်တန်းခဲ့တာပဲလေကိုတယောက်တည်းကန်ဆိုးနေတာလည်းမဟုတ်လို့ကိုတယောက်တည်းကန်ကောင်းနေတာလည်းမဟုတ်ပါဘူးငိုချင်တဲ့အခါစိတ်ရှိလက်ရှိငိုလိုက်ပြုံးချင်တဲ့အခါလွတ်လပ်စွာပြုံးလိုက်ပါကိုဘွားကိုစိတ်ညစ်မှုတွေနဲ့လောင်ပိတ်မထားပါနဲ့ကိုအတွက်အရေးမပါတဲ့အရာတွေကိုလည်းခေါင်းထဲထည့်မထားနဲ့ဘွားကိုရှိတိုင်းဖြတ်တန်းပြီးကိုဖြစ်တည်မှုကိုမျက်နှိုးပါကိုကလူကောင်းတရားမဟုတ်ရင်တောင်မှဘသူအတွက်မှအနောက်အရှက်မဖြစ်စေရဘူးကိုရောက်မဲ့ခီးလန်းဘလောက်ပဲကြမ်းတမ်းနေပါစေကိုအတွက်ကိုကခွန်အားဖြစ်စေရမယ်တလောကလုံးကကိုဘက်မရှိရင်တောင်မှကိုအတွက်ကိုရှိနေပေးရမယ်ဟိုစကားလေးတခွန်းလို့ပေါ့ပြောနေသေးခဲ့တဲ့ကိုပိုင်ဆိုင်တာဘာမှမရှိပါဘူးတဘာဝတရားကြီးရဲ့အလတရားကိုလွတ်လပ်စွာခံစားပြီးလွတ်လပ်စွာနေထိုင်ရမယ်ဘလို့အခြေအနေဖြစ်ဘောဆိုတာနေတဲ့ရင်ပြောစရာကြီးပါဆိုပြီးကံကြမ္မာကိုပြုံးလေးပြောပြရအောင်မယ်